ထိုင်းဘက်9 သန်းအောက်နဲ့ဖူးခမ်းမြို့ရဲ့ downtown area မှာ2 bedroom တစ်ခန်းပိုင်ဆိုင်နိုင်ပြီဆိုတာကိုသိပြီးပြီလားဒီ project ကဖူးခက်ရဲ့ downtown area ဖြစ်တဲ့ကတူ area မှာတည်ရှိပြီးတော့ဒီ project က2024နှစ်ကုန်ပိုင်းမှာပြီးစီးထားတာဖြစ်ပါတယ်facility အနေနဲ့ဆိုရင်တော့အရန်ကိုလှပတဲ့ swimming pool တွေပါမယ်ပြီးတော့ရင်ကျွန်တော်တို့ gym ပါမယ် co-working space တွေပါမှာဖြစ်ပါတယ်ထပ်ဆောင်အနေနဲ့ဆိုရင်တော့ဒီ co-working space area မှာပဲကျွန်တော်တို့ massage chair ကိုလည်းအလကားနှိပ်လို့ရပါသေးတယ်ဒီ project က low rise condominium project ဖြစ်ပြီးတော့ building အပြင်3လုံးပါဝင်မှာဖြစ်ပြီးအလွှာအနေနဲ့ဆိုရင်10လွှာအမြင့်ရှိမှာဖြစ်ပါတယ်ဒီ project မှာဆိုရင်ရရှိနိုင်တဲ့ unit တွေကတော့ studio 1 bedroom 1 bed plus နဲ့2 bedroom တွေကိုရရှိနိုင်မှာဖြစ်ပါတယ်ပြီးတော့တစ်ခုကဒီ project က ROI အနေနဲ့ဆိုရင်တအားကိုများပါတယ် ROI ကိုတစ်နှစ်ကိုကျွန်တော်တို့ 6 to 8% လောက်ထိ ROI ပြန်ရနိုင်ပါတယ်ခင်ဗျဒီ project ကမိတ်ဆက်ပြီးပြီးချင်းမှာပဲလက်ရှိမှာဆိုရင်ကျွန်တော် 90% ထိ sold out ဖြစ်ပြီးသား project တစ်ခုလည်းဖြစ်ပါတယ်ထိုင်းဘက်9 သန်းလောက်ပဲသုံးကျင်တယ်ပြီးတော့နာမည်ရှိ developer ကစလုပ်ထားတဲ့ project ကိုလိုချင်တယ်ပြီးတော့ရင်ဖူးခက်ရဲ့ downtown area မှာလည်းလိုချင်တယ်ဆိုရင်တော့ဒီ project လေးကတင်တွက်ဖြစ်ပါလိမ့်မယ်အကယ်၍ဒီ project လေးကိုစိတ်ဝင်စားရတယ်ဆိုရင်အခုပဲကျွန်တော်တို့ရဲ့ SAC investment page ကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးဝယ်ယူလို့ရပါတယ်ခင်ဗျာ